အာဆင်နယ်ကတကယ်အခုလက်ရှိအာဆင်နယ် level ပေါ့နော်ဒါကျွန်တော်ဟိုဖားပြီးပြောတာမဟုတ်ပါဘူးအာဆင်နယ် level က elite level တကယ် world class ကြိုက်တဲ့ကစားမှာချိန်လို့ရတဲ့ level ရောက်သွားပြီဗျာအရင်လွန်ခဲ့တဲ့10နှစ်လောက်ကကြောင်းပြောင်းနေသေးမဟုတ်တော့ဘူးမင်းကြိုက်တဲ့လူတိုင်းမျိုးထိုးရတယ်ဗျာပတ်စံတန်း150 200ချက်ချင်းကောက်ပေးလို့ရတယ် rules တွေနဲ့လည်းအကုန်လွတ်တယ်အာဆင်နယ်ကလုံးဝဘန်နာကြီးလည်းအရန်တောင်းလဲဆိုတော့ဘာမှပြောစရာမရှိဘူးဗျာလက်ရှိမှာငါတို့ခေါ်မယ်ဆိုတာနဲ့လာခြင်းတဲ့ကောင်လေးပဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့အပေါ်ရောက်သွားပြီဗျအပါဟန်ပဲ ဟုတ်တယ် အဲ့တော့အားကြောင့်လေ AC နှိုင်နေရထင်ပါဟိုတချို့ကြတော့ပြိုင်ဘက်တချို့အသင်းတွေကြမြန်မြန်ခေါ်ထားရဲဆိုတာတကယ်ရှင်းခေါ်လာပြီဆိုရင်ကြတော့ဟိုတစ်ခါကျွန်တော်ပြောတာဟိုပို့ဝင်နေပြီးတော့ကိုယ်အသင်းဆိုတဲ့ဥရောပဝင်ဝင်မရဘူးမရတဲ့အတွက်ဥရောပဝင်ဝင်ဒီလိုမျိုးထိတ်တန်းအသင်းတွေနဲ့တကယ်ရှင်းပြပြီတကယ်ပတ်စံရှင်းပေးပြီဆိုရင်ဟိုကျုပ်ကစားသမားတော့ဟိုဘက်ရွေးမှာပဲဗျာဒါတစားမော်ဂရောဂျာတို့ဘာလို့ဆိုတာလဲငွေကြီးရအာဆင်နယ်ကနောက်ဆုတ်သွားလဲပါတယ်118တန်းကြတော့နည်းနည်းဆန်းအောင်ပါများလားမများလားချိန်နေတာပေါ့ဗျာ118တန်းဆိုတာ နေဦးဗျ